ဤဗီဒီယိုသည်ရွှေ့ပြောင်းနိုင်သောဂရိန်းဖြင့်မြောက်တင်လုပ်ငန်း၏လုပ်ငန်းစဉ်များနှင့်မရှိမဖြစ်လုံခြုံရေးစည်းကမ်းများကိုရှင်းလင်းပြသသည့်ပညာရေးဗီဒီယိုဖြစ်ပါသည်အလုံးမစတင်မီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးအန္တရာယ်ဖြစ်စေနိုင်သောအချက်များကိုကြိုတင်စစ်ဆေးကာမတော်တဆမှုများကိုကာကွယ်ရန်နှင့်လုံခြုံသောလုပ်ငန်းများပြုလုပ်နိုင်ရန်အတူတကွလိုက်နာဆောင်ရွက်ပါရန်တိုက်တွန်းအပ်ပါသည်အထွေထွေလိုက်နာရမည့်အချက်များရွှေ့ပြောင်းနိုင်သောဂရိန်းလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လိုက်နာရမည့်အထွေထွေစည်းကမ်းများဖြစ်ပါသည်အလုပ်လုပ်ရာတွင်လုံခြုံရေးကာကွယ်ရေးပစ္စည်းများကိုမဖြစ်မနေဝတ်ဆင်ရပါမည်အလုပ်မတိုင်မီနှင့်အလုပ်ပြီးနောက်အမြဲတမ်းတန်ရှင်းစနစ်တကျထားရှိရပါမည်အလုပ်အားလုံးကိုအလုပ်ခွင့်ပြုချက်ရရှိပြီးနောက်မှသာဆောင်ရွက်ရပါမည်အလုပ်လုပ်ရာတွင်လှုပ်ရှားသွားလာနိုင်သောလမ်းကြောင်းနှင့်နေရာကိုလုံလောက်စွာသတ်မှတ်ထားရပါမည်2 မီတာအထက်မြင့်မားသောနေရာတွင်အလုပ်လုပ်ရာတွင်လုံခြုံရေးဗကြိုးကိုချိတ်ဆက်ရပါမည်လုံခြုံရေးဆိုင်ရာအဆောက်အဦများနှင့်စက်ကရိယာများကိုမိမိစိတ်ကြိုက်ဖယ်ရှားခြင်းဖြုတ်ချခြင်းမပြုလုပ်ရပါပရိတ်နှင့်အခြားဆက်များကိုအသုံးပြု၍အလေးချိန်များသောပစ္စည်းများကိုကင်တွယ်ရာတွင်အနီးအနားသို့ဝင်ရောက်ခြင်းကိုတားမြစ်ပါသည်အလုံးမတိုင်မီစစ်ဆေးရမည့်အချက်များအောက်ပါအချက်များသည်အလုံးမတိုင်မီမဖြစ်မနေစစ်ဆေးရမည့်အချက်များဖြစ်ပါသည်ကိုရေးကိုရာလုံခြုံရေးကာကွယ်ရေးပစ္စည်းများဝတ်ဆင်ထားမှုကိုစစ်ဆေးပါလုံခြုံရေးအုပ်ထုပ်လုံခြုံရေးဖနက်လုံခြုံရေးခပတ်ခြေထောက်ကလုံခြုံရေးအင်ဂျီဖိနှိပ်မှုကာကွယ်ရေးလက်အိတ်စသည့်ပစ္စည်းများကိုဝတ်ဆင်ရပါမည်ကြိုးချိတ်ကရိယာနှင့် link clutch အခြေအနေကိုစစ်ဆေးပါလုံခြုံရေးဘလောက်ဝိုင်းရာကြိုး၏အပြင်ဆင်အခြေအနေနှင့်ဟုတ်ခတ်ဖြုတ်လို့ကရိယာ၏လှုပ်ဆောင်မှုအခြေအနေကိုစစ်ဆေးရပါမည်ရွှေ့ပြောင်းနိုင်သောလုံခြုံရေးလှေကားသို့မဟုတ်လှေကား၏လဲကျခြင်းကာကွယ်ရေးကရိယာအခြေအနေကိုစစ်ဆေးပါတည်ယူပို့ဆောင်ရေးရင်ရက်တန့်ပြီးနောက်အင်ဂျင်ပိတ်ထားကြောင်းနှင့်ဗီဒါတုံးတက်ဆင်ထားကြောင်းကိုစစ်ဆေးပါသည်ယခုမှစ၍ရွှေ့ပြောင်းနိုင်သောဂရိန်းဖြင့်မြောက်တင်လုပ်ငန်း၏လုပ်ငန်းစဉ်ကိုရှင်းလင်းပြောကြားပါမည်ရွှေ့ပြောင်းနိုင်သောဂရိန်းမြောက်တင်လုပ်ငန်းစဉ်ရင်ပေါ်တွင်အလုပ်လုပ်ရာတွင်အလုပ်အားလုံးမတိုင်မီတွန်းကိုအထွေထွေအဖြစ်ပြုလုပ်ပါသည်တည်ယူပို့ဆောင်ရေးရင်သည်လမ်းညွှန်သူ၏ညွှန်ကြားမှုအတိုင်းသတ်မှတ်နေရာတွင်အင်ဂျင်ပိတ်ပြီးအလုပ်သမားသည်အင်ဂျင်ပိတ်ထားကြောင်းစစ်ဆေးပြီးနောက်စတော်ဘာကိုယာဉ်တွင်တက်ဆင်ပါသည်အလုပ်သမားသည်ဝိုင်ယာလက်ခံဆက်မှတဆင့်ဂရိန်းမောင်းသူနှင့်ဆက်သွယ်၍ပစ္စည်းအပေါ်သို့ဂရိန်းကြိုးချိတ်ကိုချပါသည်အလုပ်သမားသည်ပစ္စည်းပေါ်တွင်အောက်ထရီကာပါရှိသောလှေကားကိုတက်ဆင်ပါသည်အလုပ်သမားသည်မြေပြင်တွင်ဂရိန်းကြိုးချိတ်တွင်တက်ဆင်ထားသောလုံခြုံရေးဘက်လောက်တွင်မိမိဝတ်ဆင်ထားသောလုံခြုံရေးချိတ်ကိုချိတ်ဆက်ပါသည်လုံခြုံရေးဘလောက်တွင်လုံခြုံရေးချိတ်ထားသောအလုပ်သမားများသည်နှစ်ဦးတစ်ဖွဲ့ဖြင့်လှေကားတက်၍ပစ္စည်းပေါ်သို့တက်ပါသည်လှေကားတက်ပြီးပစ္စည်းပေါ်သို့ရောက်ရှိသောအလုပ်သမားသည်ချိတ်ကရိယာကိုလှေကားမှဝေးသောနေရာမှစတင်၍တက်ဆင်ပါသည်ဤချိန်တွင်လုံခြုံရေးချိတ်မချိတ်ဘဲအလုပ်လုပ်ပါကကျိုးတွင်ဖမ်းမိပြီးပြင်းထန်သောမတော်တဆမှုဖြစ်နိုင်ပါသည်အင်္ဂါများအားလုံးချိတ်ဆက်ပြီးနောက်အလုပ်သမားများသည်နှစ်ဦးတစ်ဖွဲ့ဖြင့်နောက်ပြန်လျှောက်ကလှေကားမှတဆင့်မြေပြင်သို့ဆင်းပါသည်မြေပြင်သို့ဆင်းပြီးသောအလုပ်သမားသည်လုံခြုံရေးချိတ်ကိုဖြုတ်သို့မဟုတ်ခွဲထုတ်ပါသည်အလုပ်အားလုံးပြီးဆုံးပြီးနောက်အလုပ်သမားသည်လှေကားကိုလုံခြုံသောနေရာသို့ရွှေ့ပါသည်ထို့နောက်ပစ္စည်းကိုတည်ယူပို့ဆောင်ရေးယာဉ်သို့ရွှေ့ပါသည်အလုပ်သမားသည်လမ်းညွှန်ကြိုးကိုအသုံးပြု၍ပစ္စည်းကိုတင့်တော်သောနေရာသို့ရွှေ့ပါသည်မြောက်တင်လုပ်ငန်းဆောင်ရွက်နေစဉ်တွင်ကြာဆုံးမှုမဖြစ်စေရန်ယာဉ်အပေါ်သို့ကြိုတင်မတက်ဘဲအလုပ်မလုပ်ပါပစ္စည်းချပြီးနောက်အလုပ်သမားသည်ယာဉ်ပေါ်တွင်အောက်ထရီကာပါရှိသောလှေကားကိုတက်ဆင်ပါသည်အလုပ်သမားသည်မြေပြင်တွင်ဂရိန်းကြိုးချိတ်ပေါ်ရှိလုံခြုံရေးဘက်လောက်တွင်မိမိ၏လုံခြုံရေးချိတ်ကိုချိတ်ဆက်ပါသည်လုံခြုံရေးဘလောက်တွင်လုံခြုံရေးချိတ်ထားသောအလုပ်သမားများသည်နှစ်ဦးတစ်ဖွဲ့ဖြင့်လှေကားတက်၍ရင်ပေါ်သို့တက်ပါသည်ရင်ပေါ်ရှိပစ္စည်း၏အမြင့်သည်ခါးအမြင့်ထက်မြင့်ပါကလှေကားကိုထပ်မံတက်ဆင်ပြီးနှစ်ဦးတစ်ဖွဲ့ဖြင့်အလုပ်လုပ်ပါသည်လှေကားတက်ပြီးပစ္စည်းပေါ်သို့ရောက်ရှိသောအလုပ်သမားသည်ချိတ်ကရိယာကိုလှေကားနှင့်နီးသောနေရာမှစတင်၍ဖြုတ်ပါသည်အင်္ဂါများအားလုံးဖြုတ်ပြီးနောက်အလုပ်သမားများသည်နှစ်ဦးတစ်ဖွဲ့ဖြင့်နောက်ပြန်လျှောက်ကလှေကားမှတဆင့်ပစ္စည်းပေါ်မှဆင်းပါသည်အလုပ်သမားသည်နောက်ပြန်လျှောက်ကလှေကားမှတဆင့်မြေပြင်သို့ဆင်းရပါမည်
ဤချိန်တွင်လှေကားကိုမျက်နှာမူ၍ဆင်းလာခြင်းသည်လဲကျမှုမတော်တဆမှုဖြစ်စေနိုင်ပါသည်မြေပြင်သို့ဆင်းပြီးနောက်အလုသမားသည်လုံခြုံရေးချိတ်ကိုလုံခြုံရေးဘလောက်မှဖြုတ်ပါသည်အလုအားလုံးပြီးဆုံးပြီးနောက်အလုသမားသည်လှေကားကိုလုံခြုံသောနေရာသို့ရွှေ့ပါသည်ရင်မောင်းသည်အင်ဂျင်ပိတ်ထားကြောင်းစစ်ဆေးပြီးနောက်တင်ထားသောပစ္စည်းကိုနေရာနှင့်နေရာထပ်မံခိုင်မာစွာမလှုပ်မရှက်ဖြစ်အောင်ချီနှောင်ပါသည်အလုသမားသည်စတော်ဘာကိုရင်မှဖြုတ်ပါသည်လမ်းညွန်သူသည်တင်ထားသောရင်ကိုလုံခြုံစွာလမ်းညွန်၍ထွက်ခွာစေပါသည်ရွှေ့ပြောင်းနိုင်သောကရိန်းမြောက်တင်လုပ်ငန်းစဉ်မြေပြင်တွင်အလုပ်လုပ်ရာတွင်တည်ယူပို့ဆောင်ရေးယာဉ်သည်လမ်းညွန်သူ၏ညွှန်ကြားမှုအတိုင်းသတ်မှတ်နေရာတွင်အင်ဂျင်ပိတ်ပြီးအလုပ်သမားသည်အင်ဂျင်ပိတ်ထားကြောင်းစစ်ဆေးပြီးနောက်စတော်ဘာကိုယာဉ်တွင်တက်ဆင်ပါသည်ယာဉ်မောင်းသည်အင်ဂျင်ပိတ်ထားကြောင်းစစ်ဆေးပြီးနောက်တင်ထားသောပစ္စည်း၏ချုပ်ကင်ထားသောတံကိုဖြုတ်ချပါသည်အလုသမားသည်ဝိုင်ယာလက်ခံစမှတဆင့်ကရိန်းမောင်းသူနှင့်ဆက်သွယ်၍ရင်ပေါ်သို့ကရိန်းကြိုးကျိတ်ကိုချပါသည်အလုသမားသည်ရင်ပေါ်တွင်အောက်ထရီကာပါရှိသောလှေကားကိုတက်ဆင်ပါသည်အလုသမားသည်မြေပြင်တွင်ကရိန်းကြိုးကျိတ်တွင်တက်ဆင်ထားသောလုံခြုံရေးဘလောက်တွင်မိမိဝတ်ဆင်ထားသောလုံခြုံရေးချိတ်ကိုချိတ်ဆက်ပါသည်လုံခြုံရေးဘလောက်တွင်လုံခြုံရေးချိတ်ထားသောအလုသမားများသည်နှစ်ဦးတစ်ဖွဲ့ဖြင့်လှေကားတက်၍ရင်ပေါ်သို့တက်ပါသည်ရင်ပေါ်ရှိပစ္စည်း၏အမြင့်သည်ခါးမြင့်ထက်မြင့်ပါကလှေကားကိုထပ်မံတက်ဆင်ပြီးနှစ်ဦးတစ်ဖွဲ့ဖြင့်အလုပ်လုပ်ပါသည်လှေကားတက်ပြီးပစ္စည်းပေါ်သို့ရောက်ရှိသောအလုသမားသည်ချိတ်ကရိယာကိုလှေကားမှဝေးသောနေရာမှစတင်၍တက်ဆင်ပါသည်အန်ကာများအားလုံးဖြုတ်ပြီးနောက်အလုသမားများသည်နှစ်ဦးတစ်ဖွဲ့ဖြင့်နောက်ပြန်လျှောက်ကလှေကားမှတဆင့်ပစ္စည်းပေါ်မှဆင်းပါသည်အလုသမားသည်နောက်ပြန်လျှောက်ကလှေကားမှတဆင့်မြေပြင်သို့ဆင်းရပါမည်မြေပြင်သို့ဆင်းပြီးနောက်အလုသမားသည်လုံခြုံရေးချိတ်ကိုလုံခြုံရေးဘလောက်မှဖြုတ်ပါသည်အလုအားလုံးပြီးဆုံးပြီးနောက်အလုသမားသည်လှေကားကိုလုံခြုံသောနေရာသို့ရွှေ့ပါသည်လှေကားကိုဖြုတ်ပြီးနောက်အလုသမားသည်တိုးလောင်နေရာသို့သွားကမြေပြင်ညီညာမှုနှင့်ထောက်တံနေရာကိုရွေးချယ်ပါသည်ထို့နောက်ပစ္စည်းကိုတိုးလောင်နေရာသို့ရွှေ့ပါသည်ဤချိန်တွင်မြောက်တင်အကွာဝေးကိုလုံလောက်စွာပြီးအလုသမားများ၏ဝင်ရောက်မှုကိုတင်းကျပ်စွာထိန်းချုပ်ကာကြာဆုံးမှုမတော်တဆမှုကိုကာကွယ်ရပါမည်အလုသမားသည်ပစ္စည်းသည်မျက်စိအမြင့်သို့ရောက်လာသောအခါလမ်းညွှန်ကြိုးကိုအသုံးပြု၍နေရာကိုပြင်ဆင်ပါသည်ဤချိန်တွင်အလုသမားသည်ပစ္စည်းများကြားတွင်အလုလုပ်ပါကဖိနှိပ်မှုမတော်တဆမှုဖြစ်နိုင်ပါသည်တင်ဆောင်ခြင်းပြီးဆုံးပါကအလုသမားသည်ပစ္စည်းပေါ်တွင်အောက်ထရီကာပါရှိသောလှေကားကိုတက်ဆင်ပါသည်အလုသမားသည်မြေပြင်တွင်ကရိန်းကြိုးချိတ်တွင်တက်ဆင်ထားသောလုံခြုံရေးဘလောက်တွင်မိမိဝတ်ဆင်ထားသောလုံခြုံရေးချိတ်ကိုချိတ်ဆက်ပါသည်လုံခြုံရေးဘလောက်တွင်လုံခြုံရေးချိတ်ထားသောအလုသမားများသည်နှစ်ဦးတစ်ဖွဲ့ဖြင့်လှေကားတက်၍ပစ္စည်းပေါ်သို့တက်ပါသည်လှေကားတက်ပြီးပစ္စည်းပေါ်သို့ရောက်ရှိသောအလုသမားသည်ချိတ်ကရိယာကိုလှေကားနှင့်နီးသောနေရာမှစတင်၍ဖြုတ်ပါသည်အန်ကာများအားလုံးဖြုတ်ပြီးနောက်အလုသမားများသည်နှစ်ဦးတစ်ဖွဲ့ဖြင့်နောက်ပြန်လျှောက်ကလှေကားမှတဆင့်မြေပြင်သို့ဆင်းပါသည်မြေပြင်သို့ဆင်းပြီးသောအလုသမားသည်လုံခြုံရေးချိတ်ကိုဖြုတ်သို့မဟုတ်ခွဲထုတ်ပါသည်အလုအားလုံးပြီးဆုံးပြီးနောက်အလုသမားသည်လှေကားကိုလုံခြုံသောနေရာသို့ရွှေ့ပါသည်အလုသမားသည်စတော်ဘာကိုရင်မှဖြုတ်ပါသည်လမ်းညွှန်သူသည်တင်ထားသောရင်ကိုလုံခြုံစွာလမ်းညွှန်၍ထွက်ခွာစေပါသည်သေးငယ်သောမတော်တဆမှုများသည်ကြီးမားသောမတော်တဆမှုသို့ဦးတည်စေနိုင်ပါသည်ဒီနေ့လည်းလုံခြုံရေးလုပ်ငန်းစဉ်များကိုလိုက်နာကလုံခြုံသောအလုပ်များဆောင်ရွက်ကြပါစို့